ကဲဒီနေ့မှာတော့အားလုံးမျော်လဲစောင့်စားနေကြတဲ့ Samty ရော Samty ပဲကြိုင်ပြရမှာဖြစ်ပါတယ်ညမမလေးပါဆန်မင်္ဂလာပါဆန်ဒီမဲ့ချိုးတာတောင်းရလောက်ချစ်ပြီမို့လို့တက်ပြီးတော့အုပ်ပါရစေပါလို့အားလုံးနဲ့လိုချင်တောင်းတနေကြတဲ့ Samty ရော Samty ပဲအုပ်ကြီးကိုဘလို့တဲ့ကြံပရန်ဆော့ထားလဲဆိုတော့ပြနေနော်ပူစီမနာနာမိတ်ဖွဲ့နေတာပူစီမကြိုက်ဘူး sorry ပဲဟေးတပုတ်လေးပေါ်မှာဝဲတပုတ်လေးပေါ်မှာဝဲဒီလောက်အုပ်ခံရတော့မသေးပါဘူးပေါ့လေအတက်ပြင်းလိုက်လားကိုတော့ရှော့မလေးပါဆန်မင်္ဂလာပါဆန်Samty ရော Samty ပဲကိုရောက်လဲဖာတယ်မအဲပေါ့မြန်မာမလေးကိုအဲ့လိုမလုပ်ပါနဲ့ကိုရောက်လဲအော်အုပ်ပေးမှာကိုအိုင်ဘယ်နဲ့ပေါ်ကလေးဗီမီယာမဒီတာနာတက်မှာတော့ချစ်တင်ညိုတစ်တူနေရဟဲ့ကိုရောက်လဲအရာမဆုံးနဲ့ကွာနောက်မှရှူတော့အဲပေါ့လောက်ကြအောင်ကဲတက်အောင်ပြပြကြီးနဲ့ကကားကြီးဖြစ်ကုန်တော့မနဲ့တူရတယ်ဟဲ့ကောင်းသွားပြီဆိုလည်းနိုင်ထီးနဲ့ဖွင့်ချလိုက်တော့အော်တော်ရေးမပွင့်ဘူးလားမပွင့်ဘူးလားမပွင့်မဲ့ရောက်မြန်မာမလေးကိုဒီလိုလုပ်ပဲရမလဲထောင်ထနေရဲ့အကြောတွေကိုအစခုနဲ့ပိုးတိုက်ไปเลยဟောလို့ black pussy or white pussy pussy ဒီ pussy တဲ့ငါ pussy ကပူနန်းနဲ့ငါ pussy ပူနန်းနဲ့ကဲရအောင်လုပ်ကြပါဦးဗမာမလေးလမ်းမာရပြီခါမဖြစ်တော့မယ်ရစ်လက်ပြတော့ပြလို့မရဘူးဒီမီယာမဘယ်ကနေပေါ်ခဲ့လဲမသိဘူး pussy တိုင်း pussy တင် pussy တင် pussy စီတော့ကြီးစရာရှိမပြေ pussy ငတ်လိုက်လားရော့ဟာတတိတော့ထားလေကိုကြီးကတိုး pussy ကနည်းနည်းတော့ဓာတ်လိုက်တယ်Samty တော့ Samty ပဲဘယ်ကောင်အုပ်ရမလဲမသိဘူးယာမအုပ်ချလိုက်တော့မယ်ဟဲတယ်လည်းဘလို့တွေစိုင်နေကြတယ်မသိဘူးစိုင်ကျင်လို့စိုင်ကြဟေးငါလည်းအစိမ့်နဲ့ပုံမရမလေးပါရှင်မင်္ဂလာပါဆင်ဝဲကဲနောက်ဆုံးမှာတော့ Samty ရော Samty ပဲအုပ်ကြီးတို့အဖွဲ့နိုင်ရရှိတော့မှာဖြစ်ပါတယ်ဝဲ gameplay ဗီဒီယိုလေးအမြဲတက်ဆက်ပဲမမို့ကျွန်တော် follow လေးနဲ့ကူညီပေးကြပါအောင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တူကြောက်ချီးစံကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာအိုင်ဇေရှင်နဲ့ hero လေးရှင်လည်း comment မှာရေးတော့လို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဗျာပက